2026 ခုနှစ်ဧပြီလ28ရက်နေ့အတွက်ရရှိထားတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစီးရီးသတင်းကောင်းတွေများအစီအစဉ်ကိုတင်ဆက်လိုက်ပါရယ်။အာရခတပ်တော် AA ဟာစစ်တွေကြောက်ဖြူပဲခူးမကွေးနဲ့အေယာဝတီတိုင်းကစစ်မျက်နှာ9ခုမှာတိုက်ပွဲတွေဖော်ဆောင်နေတာဖြစ်ပြီးရခိုင်ကလက်ကျန်မြို့နယ်တွေကိုလည်း2026ခုနှစ်နဲ့2029ခုနှစ်မကုန်ခင်အတွင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တယ်လို့ AA တပ်မှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောဆိုထားပါတယ်။ကရင်ပြည်နယ်မြဝတီမြို့မှာ6လနီးပါးကြာပိတ်သိမ်းထားတဲ့အမှတ်နဲ့ထိုင်းမြန်မာချစ်ကြည်ရေးတရားကိုနှစ်နိုင်ငံပြန်လည်ဖွင့်လှစ်ဖို့သဘောတူညီထားပေမဲ့ယနေ့အချိန်ထိဖွင့်လှစ်ခြင်းဖြတ်တန်းခွင့်နဲ့ကုန်ရင်းများမစတင်နိုင်သေးဘူးလို့မြဝတီမြို့ကန်တွေကပြောပါတယ်။ကရင်အမျိုးသားအစည်းအရုံး KNU တမဟာ9နယ်မြေဖြစ်တဲ့ဖပွန်ခရိုင်လူသောမြို့နယ်မှာစစ်ကော်မရှင်ရဲ့ကဘောတူစစ်တပ်စခန်းကို KNLA KNDO နဲ့ PDF ပူးပေါင်းတပ်တွေကအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ကရင်စီရေးသတင်းရင်းမြစ်ကသိရပါတယ်။မြန်မာလေလို့အားရပါဘောမာရီဒီစားပဲလေဘာလေဝလေတို့ဘာလဲငါချူတာတင်ကနေပို့ပါလေဘာလေစကိုင်းတိုင်းကလေးမြို့နယ်မှာစီရေးအရအရေးပါတဲ့စစ်တပ်အထိုင်စခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ရရှိတယ်လို့ဒေသခံသတင်းရင်းမြစ်နဲ့ရဲဘော်အချို့စီကသိရပါတယ်။မာတော့အောက်ထပ်စကိုင်းတော့ပြောရမယ်။ကိုရှာချမ်းကိုရွှေ့တယ်ချမ်းကိုဟေးကိုရှာအတီးရှိတယ်လို့မာတော့စကိုင်းတော့ပြောတာပဲကွာ။ပဲခူးတိုင်းတောင်ငူမြို့နယ်ကျွန်းတော်ကုန်းရွာမှာလူငယ်လေးဦးကိုစစ်ကော်မရှင်တပ်ကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးစဉ်စစ်မှုထမ်းရညင်းဆိုတဲ့ကိုသူရဆိုသူကိုစစ်ကော်မရှင်စစ်သားတွေကပစ်တက်ခဲ့ကြောင်းဒေသခံပြည်သူတွေစီကသိရပါတယ်။စကိုင်းတိုင်းရင်းမာပင်နဲ့ပလဲမြို့နယ်အဆက်မှာစစ်ကော်မရှင်တပ်ကအင်အား900နဲ့စစ်ကြောင်းထိုးနေပြီး3လနီးပါးကြာလာတဲ့စစ်ရေးတင်းမာမှုကြောင့်ဒေသခံစစ်ပေးရှောင်တွေအကူအညီလိုအပ်နေတယ်လို့စစ်ပေးရှောင်ကူညီသူတွေနဲ့ဒေသခံတွေထံကသိရပါတယ်။မကွေးတိုင်းစိတ်ဖြူမြို့နယ်မှာစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးနေပြီးနေအိမ်တွေနဲ့တောင်သူတွေရဲ့ကြက်သွန်တွေကိုမိရှို့ဖျက်ဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။မဲအောင်လိုင်းနဲ့စစ်ဗိုလ်ချုပ်တွေအပါအဝင်စစ်အာဏာသိမ်းမှုမှာပါဝင်တဲ့လူပုဂ္ဂိုလ်105ဦးနဲ့အဖွဲ့အစည်း22ခုတို့အပေါ်ဥရောပသမဂ္ဂ EU ကချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုကို2028ခုနှစ်အထိတက်တန်းတိုးလိုက်ပြီးမြန်မာပြည်သူတွေနဲ့အတူ EU ကဆက်လက်ရပ်တည်နေကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ရန်ကုန်မြို့အပါအဝင်အခြားမြို့အများစုမှာ73စီချွေတာရေးစီမံချက်ကိုအကြောင်းပြပြီးရင်းတွေကိုလမ်းပေါ်တွာလာခွင့်ကန့်သတ်ထားရကနေအခုကစုံမစနစ်ကိုအကြောင်းပြုပြီးငွေညှစ်မှုတွေအလွန်ဆိုးရွားနေတယ်လို့ငွေညှစ်ခံရတဲ့ရင်ပိုင်ရှင်တချို့ထံကသိရပါတယ်